စေလွတ်တာတဲ့ကျန်စစ်သားငလုံးလက်ပဲငထွေယူညောင်းဦးပြီး၄ယောက် ဩဟိုပဲလေးပဲ အေးပေါ့ အမေ Oh my god! သူငယ်ချင်းကြားနေပဲ ဟိုအဲ့ဒါတော့ထားပါတော့ကွာ အင်း ဟိုငါသိကျင်တာကွာအခုသူတို့စစ်တွေလည်းနိုင်သွားပြီ နိုင်သွားတယ် အေးစစ်တွေပါနိုင်ဝဲသွားတော့ဒီကောင်တွေလမ်းမှာလည်းကွာဟိုကျန်စစ်သားနဲ့မနိစာနဲ့ဘာညာဇလန်းတွေရှိတယ်အဲ့ဒါလည်းငါသိတယ်ဟိုအဲ့ဒီမှာဟိုပဲသုံးမှုရဖယ်ပြောက်နေ Okay. ဘယ်မှမရဘူးလမ်းကြီးတစ်ချောင်းလုံးပါလာတယ် ပါလာတယ် ပါလာတယ် ပါလာတယ်ဆိုရင်ကျန်စစ်သားကိုအနော်ရတာလှမ်းနဲ့မူးပြီးဖြစ်တော့ မမူးဘရင်မမူးဘူး ဟာအောင်မြင်မူးလို့ကြိုးမှန်တာဗောကွာမမူးရင်လူတက်တိုက်မှန်မှာဗောမင်းကလည်း အဲ့ဒါကျန်စစ်သားရဲ့ဖုံးညောင်းဖုံး အဲ့တော့ဖုံးပေါ်သေးပါဦးက ဟာ ဒီလိုထင်းရင်ဆိုင်ကိုဘတော်ထဲမှာဖင်းဖို့ဆိုတဲ့ idea မျိုးကျွန်တော်တိုင်ဘယ်သူမှစဉ်းစားမိမှာမဟုတ်ဘူး Ah, betul betul lah. ကျွန်တော်စဉ်းစားတာလေ Ni le lah. တော်လိုက်တာညီလေးဟာ နာမည်ကိုလည်းကြည့်ရအောင်လေရွာကော ဟဲ့ တိုးကျွယ်ဟမ်နာမည်တစ်လုံးနဲ့နေတာ ညီလေးလို့အုံတော်မျိုးကိုလေဟာမျိုးအကောင်နဲ့ရှင်းတို့နိုင်ငံကြီးတိုးတက်တာကြားပြီ ဩဒီမျိုးအကောင်တွေမှာဒီလို idea လမ်းနေဘလို့ရှိမလဲ idea အပိန်းနေပဲရှိပါဦးဘာလို့လဲသိလား ဟမ် ဒီလောက်မျိုးမှာကားတွေကကြက်ပြီးတော့ဒီကောင်တွေမီးဝဲဝဲတွေရှူနေရတာလေဒါပဲလာတော့မလဲအဲ့ဒီကားတွေဘာကြောင့်ကြက်တယ်ထင်လဲ ဟာကိုအထင်ပြောရရင်တော့ကားတက်တယ်ဆိုတာကားသေးလို့ဖြစ် အဲ့ဒီပြောနေတာတော့ကားများလို့လမ်းကြောင်းကျက်တယ်ဒါပြောတာကိုလိုင်းကြီးကဝေးရဗျာ မင်းဒါပဲကွာ ဒီကားတွေကိုနိုင်ငံခြားနေအများကြီးတင်သွင်းထားပြီးတော့လမ်းတွေကမလုံလောက်လို့ကားကြက်နေတာလေ ဟိုလမ်းမလောက်လို့ချက်တာလား အဲ့တော့လမ်းတွေလောက်သွားအောင်ဘယ်လိုလုပ်ရမလဲသိလား မသိဘူးလေဘယ်လိုလုပ်မလဲ ဟာကားတွေကိုနိုင်ငံခြားတင်သွင်းသလိုလမ်းတွေကိုလည်းနိုင်ငံခြားတင်သွင်းလိုက်ရင်ပြီးပြီပေါ့